shopping haul လုပ်ပါမယ်သူများရေလုပ်ပြီးတော့ပေါ့နော်ကျမဒီနေ့ online ကနေမှာထားတဲ့ထုတ်ကလေးတွားယူလာခဲ့ပါတယ်ကျမမှာတာကဘာလဲဆိုတော့ main ကလေးအတွက်မရှိမဖြစ်လို့အပ်တဲ့ underwear ပေါ့နော်ကျမ sister hook ကဟာကိုတွားပြမှာခဲ့ပါတယ်ဒီ video ထဲမှာမပြရတော့ဘူးပေါ့နော်ဆိုတော့ဘာဖြစ်ဆိုကျမနောက်တစ်ခါမှ review လုပ်ပြီးမယ်ကျမမှာတာကဒီ bra underwear ကိုမှာတာဒီတစ်ခေါက် underwear ပဲပါလာတယ်ဆိုလို့ကျမတို့စီမှာရောင်းနေဒီမုံနှစ်ထုပ်ကိုကျမ review လုပ်ပေးပါဖြစ်ပါတယ်ဒါက time မှာအရင် trend ဖြစ်နေတဲ့ဟာပေါ့နော်လောလောဆယ်တော့ကျမဒီဟာဝယ်ခဲ့တယ်ပြီးတော့ဒါဖားဆိုင်ရနေပြီးတော့ oishi တစ်ထုပ်ပြီးရင်ဒီဟိုစာပွန်ညို green house ဆိုလာပါလေဘာဂျူမန်ဟာလေအဲ့ဒီကနေပြီးတော့မှဒီပါလေ aloe vera gel နဲ့တပူဝယ်ခဲ့ကျွန်မခေါင်းလျှော်လို့ရှိရင်ပေါင်းတင်မလို့ပေါ့နော်နောက်ပြီးတော့ကျွန်မပါဝယ်ခဲ့လဲဆိုတော့ဒီမှာ Vaseline ကျမစီမှာရှိရ Vaseline တွေကကုန်သွားပြီဆိုတော့သူများစီကပြန်ပြီးအားပေးရတာပေါ့နော်ဒီတစ်ခေါက်တော့ဒီ SPF 50 ပါလေး try ဖို့ဝယ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အခုကဒူဘိုင်းမှာနူရန်သေးဆိုအရန်ပူလေရှင်နောက်တစ်ခုကတော့ကျမအကြိုက်ဆုံး Better and Breath ကပါမုတ်ကလေးဝယ်ခဲ့ပါတယ်ဒါကတော့flock smoke chicken flocks အဆက်ဒါအချိုဒါအဆက်ဒါအချိုနှစ်ခုပါနောက်ပြီးတော့အဲ့ဒီကနေပဲကျွန်မအရင်စားချင်နေတဲ့ lava cheese toast လေးလုပ်ဝယ်ခဲ့ပါတယ်ဒီတလို့အရင် cheese တို့ဟိုဗာလဲဒီ chocolate တို့အရင် craving ဖြစ်နေလို့ပေါ့နော်ပြီးတော့ဒီဟာကျတော့သူတို့စီကနေပြီးတော့ထွက်ထားတဲ့ဟာပဲသူကကျတော့ cheese ရဲ့ nuts တွေနဲ့လုပ်ထားတဲ့ဟာပေါ့နော်ဒါလေးလည်းကျွန်မ try လုပ်ဝယ်ခဲ့ပါတယ်ဆိုတော့အားလုံးတိုတယ်ဘီကဒီ butter and bread ကနေကုန်သွားတာက 41.5 dirham ပါဒီဖားဆိုင်ကနေပြီးတော့ဝယ်ခဲ့တဲ့ lotion တွေဘာတွေကကြတော့40ပါဆိုတဲ့အခါကျတော့ဒီဟာကတော့ဒါပေါ့နော်ပြီးတော့ကျွန်မ underwear ဝယ်တာကြတော့77ပေါ့နော်89 dirham ပါဒါဒီမုံနှစ်ထုပ်ပါအပါဝင်ပေါ့နော်ဒါတစ်ထုပ်ကို8ကျပ်လားမသိဘူးပေးရတယ်8 dirham ပေးရပါတယ်ဆိုတော့ဒီ chicken flock smoke ကိုအရင်စားပါမယ်သူကလေမြန်မာပြည်ကဒီပါလေ bread တော့ကပါမုတ်တွေလိုမျိုးပဲပေါ့နော်ကျမ bread တော့နေမှာကျမကနေတော်တူမှာဆို bread တော့မစားခဲ့ရဘူးရှင်ကျမရန်ကုန်ရောက်မှစားရဟာပေါ့နော်အခုတော့ဒူဘိုင်းမှာကျမစားပါတယ်ကျမတခြားစီရဟာထပ်သူစီရပါမုတ်တာကိုကြိုက်တယ်ပြီးတော့သူကမြန်မာတွေပဲဝန်ဆောင်မှုပေးရဆိုအရင်ကောင်းတယ်ဒီတဲမှာပါလေအနှစ်ပါတယ်အပေါ်မှာကြက်သားနဲ့ဒါကအချိုပါဆောက်ရမ်းစားကောင်းဈေးကတော့နည်းနည်းများရရှင်ကျမအနေနဲ့တော့များတာပေါ့နော်ဘာဖြစ်လို့ဆိုဒီတစ်တောက်ကကျမဆို2တောက်လောက်ကုန်တယ်တခါဆိုင်သူကတစ်တောက်ကို 12.5 စနစ်တသမ5 dirham အချိုလည်းအတူတူပဲအဆက်လည်းအတူတူပဲဈေးတူတူပဲဒီအဆက်ကျတော့ chicken အဆက်ဖြစ်သွားတာပေါ့နော်ဟောပြန်စားကောင်းပါရှင်ကျမညံဘိုက်စားညာအဲ့ဒီအောင်မလဲနိုင်ဆိုတော့ကျမ recommend ပေးပါရလုံးဝစောက်ရမ်းစားကောင်းတယ်နေမကောင်းတဲ့အချိန်ဆိုကျမဖျားတဲ့အချိန်ပြီးရတဲ့အတိုင်းဘာမှမစားချင်တဲ့အချိန်ဆိုအရင်စားဒီ bread တော့ပဲဖြစ်တယ်ဒီပါမုတ်ဆိုင်ဟာအရင်စားကျမဆက်စားလိုက်အောင်မယ်အခုကကျမဟိုအဆက်တော့မစားပြရတော့ဘူးပေါ့နော်အဆက်ကတူတူပဲဒီဆက်တာနဲ့ချိုတာပဲကွာသွားတာဒီဟာကျတော့ဒီ lava cheese သူကကျတော့ 7.5 dirham သူလည်းစားကောင်းတယ်ကျမသူတို့ဆိုင်ဟာဆိုဘာအနေနဲ့အကုန်စားရပါတော့ဒါပေမဲ့ကျမ garlic တို့ဘာလို့ကျတော့မကြိုက်တော့လေမစားဘူးရှင်ကျမကြိုက်တယ်ဒီကြိုက်တာပဲစားရပါတော့မကြိုက်တာမစားဘူးဆိုကိုယ်စံကိုပဲစားရမှာပေါ့နော်ကြည့်ကျင်တဲ့သူကလည်းကြည့်မကြည့်ကျင်တဲ့သူလည်းမကြည့်နဲ့ပေါ့နော်โอเคဒါ 7.5 ပြီးတော့လေမွေးနေရရှင်ပြီးတော့သူ့စီရဟာတွေကိုဘာလို့ကြိုက်တာလဲပြောလို့ရှိရင်ဒီလိုအကြီးပါရှင်
စီရဟာတွေဘာလို့ကြိုက်လဲဆို date တွေကအရင် fresh ဖြစ်တယ်သူကဖောက်ပြီးတော့၄ရက်အတွင်းမှာပဲရောင်းတာ date မလွန်ဘူး date မကြုံပြီးတော့ဘယ်လိုပြောမလဲစားလို့တော့ fresh ဖြစ်တယ်ကွာဒီဟာဆိုဒီနေ့ date ဒီနေ့မှဖုတ်ထားတဲ့ဟာသူတို့ဖုတ်ပြီးချင်းကိုတင်ထားတာပေါ့နော်ဆိုတော့နောက်၄ရက်နေတော့ date ကုန်မယ်ဆိုတော့ကျမကတော့ကုန်နေရှင်ကျမနောက်၄ရက်မပြောနဲ့ဒီတညလေးနေတော့ကျမအကုန်လုံးကုန်တယ်ဆောက်လို့ရမ်းကောင်းနေရအဲ့ဒီမှာ cheese ကိုဒီအပေါ်ကနေကျမထင်မင်းနဲ့လေးခံအဲ့လိုလုပ်ထားချင်တာပဲကျမရမ်းကြိုက်တယ်သူကဆိုင်မှာလည်းထိုင်စားလို့ရတယ်ကျမကတော့ခြေထောက်နာနေလို့အပြင်မှာလည်းထိုင်နေသိမ်းရှိရတယ်အိမ်မျိုးဝယ်ပေးလိုက်တယ်ပေါ့နော်ကဲကျမဒါဆိုင်တော့ကုန်တော့မှာအဲ့ကြတော့ nuts တွေနဲ့ cheese နဲ့လုပ်ထားတာသူက 8.5 သူကတစ်ချက်ပို့တယ်အပေါ်မှာအောက်မှာ cheese အပေါ်မှာအသီးဆုံးပေါ့နော်ဆိုတော့ဒါကတော့ကျွန်မပထမဆုံး try ကြည့်မှာသူတခုနပါမို့လို့ပဲလူရလေအချိုဘက်လေးဒါပေမဲ့ cheese ရတာတိုက်ပြီးတော့မရဘူးဟိုးစားတော့ဖြစ်တယ်အသီးကြောက်ရတာပေါ့နော်ဆိုတော့တိုက်တော့မကြိုက်ကျွန်မတိုက်တော့မကြိုက်ဘူးပေါ့နော်ကြိုက်တဲ့သူတွေကတော့စားကြတော့ကျွန်မကတော့ဒါတော့တိတ်မကြိုက်ဘူးအကြိုက်ဆုံးကတော့ဒီ vlogs မို့အဲ့ဒါတော့ကျွန်မသွားတိုင်းစားတယ်အများရန်ဝယ်စားတဲ့ဟာပေါ့နော်ကဲဒီတစ်ခုကတော့ကျွန်မ try ချင်တယ်တေးတော့မှာဒါကို try ချင်တယ်လို့ပြန်လာတာလည်းပါတယ်ပေါ့နော်ဆိုတော့ဖောက်လိုက်ပါမယ်သူကထဲမှာတော့ထုတ်သေးလေးပါတော့ကျွန်မစားပြရတာပိုလွယ်သွားတာပေါ့နော်1 2 3 4 5 6ထုတ်ပါပါတယ်ဆိုတော့ကျွန်မဒါအချိုအရင်စားကြည့်ပါမယ်သူကဟိုတို့အသားချောင်းနဲ့လည်းတူပါအချိုဆိုမှအဆက်ရတာပါရောဟဲ့ကျမလည်းထိုင်းစားမှာဖတ်တော့ဒါအချိုတော့ပဲဒါပေမဲ့နည်းနည်းလေးဆက်တယ်ကျမတို့ကျမပဲအဆက်မစားလို့မဟုတ်ပါဘူးထုတ်လေးနဲ့ဟုတ်တယ်ဒါလေးနည်းနည်းအဆက်ပါကျမအချိုဆိုဟိုလိုချိုမယ်ထင်တာဒါတူကြီးရတော့ဘာမှမရှိပါဘူးတို့ညီမဝယ်စားတဲ့တရုတ်မဟုတ်အဆက်ချောင်းနေနဲ့အနံ့လည်းတူပဲရတာလေတူပါပဲတူပါဒါ original မှာလာတဲ့ extra မှာလာဆိုပိုဆက်မယ်ထင်တယ်တူပဲဘာမှလည်းတူကြကြရင်မရှိပါဘူးအနံ့ရောရတာတို့အဆက်ချောင်းနဲ့တူပဲဟာမဟုတ်တာဆဲလီတွေကြော်ညာဆိုတော့လေသူကသူနာမည်ကြီးသွားတာပေါ့နော်မာလာရတာဆိုရင်ဘာမှမာလာပါဘူးဆက်တယ်ကျွန်မမစားနိုင်ဘူးဆက်တယ်ဒါမျိုးပါလေချစ်ထုတ်8 dirham ပေးရဆိုတော့ဝယ်ခဲ့တဲ့နေမှာအစားချင်းဆုံးနဲ့မတန်ဆုံးကဒီဟာပဲဆက်လိုက်တာဒါမဲ့လေကိုဝယ်ခဲ့တဲ့ဟာဆိုကိုစားရမှာပေါ့လေနော်ကဲဒီနေ့တော့ဒီလောက်ပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်